2000 Miss Queen Elite Group ပဲ2026ဟုတ်ပြိုင်ပွဲကတော့ဗီယက်နမ်နိုင်ငံမှာပြန်ရမှာပေါ့နိ तू ကဘာဖြစ်နေလဲ Miss ပြိုင်နေရလား ဟုတ် Queen တယောက်ဖြစ်ဖို့တော့အမြဲတမ်းပြင်ဆင်နေရတာပါကိုတက်လိုက်သလား skin ဘိုင်းဆိုင်ရာရုပ်ရည်ဘိုင်းဆိုင်ရာခန္ဓာကိုယ်ဘိုင်းဆိုင်ရာတော့တတိလက်ထားဖြစ်တယ် train ဖြစ်တယ် အရန်ကို perfect ကျေးဇူး ကွင်တယောက်ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကတော့အဓိကဒီမြန်မာနိုင်ငံအတွက်ပေါ့နော်ဟိုယူပေးခဲ့ချင်တယ်ဒီကလီကတော့ထွေထူးမရှိပါဘူးသူတို့ပေးတဲ့ဝစ်စုံကိုကိုယ့်အနေနဲ့ပေါ့နော်လှပအောင်ဘယ်လိုဝစ်မလဲဆိုပြီးတော့ဒီအုံနောက်လေးစဉ်းစားပြီးတော့ညံလေးကွန်ပြီးဖို့တော့ရှိပါတယ် အောင်ရန်တော့တာပဲ တော့ကဲလက်ကောက်တန်လေးနဲ့ကွာ အဖက်ကတော့တုံးတတ်ပါအောင်အဖက်ကြီးတုံးလာတယ်မဟုတ်ဘူးပေါ့ငါကိုရှိတော့နှခိုင်းထွက်တာပေါ့အဲ့လိုပါ ခွလပါမေး လန့်လိုက်တာ